မြန်မာပရိသတ်တွေကိုလူတန်းဖို့မလေးရှားကိုရောက်လာတဲ့ဂျိုရှွာဘန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဂျိုရှွာဘန်ကတော့ဂျပန်ကစားသမားကိုအနိုင်ယူကအောင်ပွဲရပြီးတဲ့နောက်တခြားသောအားကစားသမားတွေလိုအပျော်ပါးတွေစိန်ခံနာတွေနောက်ကိုလုံးဝမလိုက်ခဲ့ပါဘူး။လောင်အိမ်ထဲမှာသွေးထွက်တန်ယိုအသက်ကိုပထနာမထားပဲအပင်မန်းခံကစားပြီးမှရရှိလာတဲ့စုကြီးငွေတွေအားလုံးကိုသူ့ရဲ့ကိုချိုးအတွက်တပြားတစ်ချက်မှမသုံးဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအစားလက်ရှိမြန်မာနိုင်ငံမှာစစ်ပွဲတွေကြောင့်မငြိမ်းချမ်းနိုင်ပဲဒုက္ခမျိုးစုံရင်ဆိုင်နေရတဲ့အကူအညီအထူးလိုအပ်နေတဲ့စစ်ပေးရှောင်ပြည်သူတွေအတွက်စုချင်းတွေအားလုံးကိုလှူဒန်းသွားမယ်လို့တရားဝင်ကြေညာလိုက်တာကတကယ်ကိုလေးစားအုံညွတ်စရာကောင်းပါတယ်ဂျိုရှွာဘန်ကအမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြီးပြင်းခဲ့ပြီးတော့အခုဆိုရင်တော့နိုင်ငံတကာစီမင်းထက်မှာပါအောင်မြင်မှုတရဖို့စောင်းနေတဲ့သူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရင်ဘတ်ထဲမှာသူ့ရဲ့နှလုံးသားထဲမှာတော့မိခင်မြန်မာနိုင်ငံတော်ကအမြဲတမ်းကိန်းအောင်နေသေးပါ။နိုင်ငံတကာမီဒီယာတွေသတင်းတောက်တွေနဲ့အင်တာဗျူးလုပ်တိုင်းမှာသူကမြန်မာနိုင်ငံဘွားချင်းတိုင်းသားတယောက်ဖြစ်ကြောင်းကိုဘယ်တော့မှဖုံးကွယ်မထားပဲအမြဲတမ်းဂုဏ်ယူဝင်ကြွားစွာနဲ့ထုတ်ဖော်ပြောဆိုလေးရှိပါတယ်။ကမ္ဘာထိပ်တန်းကိုရောက်နေပေမဲ့မာနာမကြီးပဲမိမိရဲ့ဇာတိသွေးဇာတိမှန်ကိုဘယ်တော့မှမမေ့တဲ့သူ့ရဲ့စိတ်ဓာတ်ကတော့မျိုးဆက်သစ်လူငယ်တွေအားလုံးအတူယူလေးစားစရာအကောင်းဆုံးပြရုပ်တစ်ခုပဲဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေတွေအရဂျိုရှွာဘန်အနေနဲ့သူသိချစ်တဲ့မြန်မာနိုင်ငံကိုကိုရိုင်းကိုကြပြန်လာခွင့်မရှိသေးပါဘူး။ဒါပေမဲ့လည်းမြန်မာပြည်သူတွေအပေါ်မှာထားရှိတဲ့သူ့ရဲ့ကြီးမားလာတဲ့မေတ္တာတရားကိုတော့ဘယ်အရာကမှတားဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။အမိမြေကိုဓာတ်ရိုက်ပြန်လာခွင့်မရပေမဲ့မြန်မာနိုင်ငံကစစ်ပေးဆောင်တွေကိုလှူဒန်းဖို့နဲ့သူ့ကိုချစ်ခင်အားပေးတဲ့မြန်မာပရိသတ်တွေနဲ့တွေ့ဆုံနိုင်ဖို့အတွက်သူကအခုဆိုရင်တော့မလေးရှားနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူမလေးရှားကိုရောက်ချင်းလေစိမ့်မှာတင်သူ့ကိုချစ်ခင်အားပေးကြတဲ့မြန်မာပရိသတ်သိန်းနဲ့ချီပြီးတော့တခဲနဲ့သွားရောက်ကြိုးဆိုခဲ့ကြတာကတကယ်ကိုကြက်တည်ရှိပြီးတော့ကြက်တီးထစရာကောင်းတဲ့အမြင်ကွင်းကြီးတစ်ခုပါ။ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတာကဂျိုရှွာဘန်ကအရင်ကဒီမလေးရှားနိုင်ငံမှာပဲမျှော်လင့်ချက်မဲ့နေတဲ့ဒုက္ခသည်ဘဝနဲ့ဖြတ်သန်းခိုလုံခဲ့ရပူပါတယ်။အခုချိန်မှာတော့အဲ့ဒီမလေးရှားမြေပေါ်ကိုကမ္ဘာချန်ပီယံတယောက်အနေနဲ့ခေါင်းမော့ပြီးတော့ဂုဏ်သိက္ခာရှိပြန်လည်နှင်းလျှောက်နိုင်ခဲ့ပြီဖြစ်တယ်လို့သူ့လိုပဲဒုက္ခရောက်နေကြတဲ့မိခင်နိုင်ငံကပြည်သူတွေကိုကူညီဖို့ကိုရိုင်းကိုကြအရောက်လာခဲ့တာကရုပ်ရှင်ဆန်ဆန်လှပလုံးနဲ့ဘဝဇာတ်ကြောင်းတစ်ခုဖြစ်နေပါတယ်။ဒီမလေးရှားခရီးစဉ်အတွင်းမှာဂျိုရှွာဘန်ကမလေးရှားရောက်မြန်မာပရိသတ်တွေနဲ့အနီးကပ်တွေ့ဆုံပွဲတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါအပြင်ပြည်သူချင်းနာမည်ကျော်အဆိုတော်ဖြစ်ဖြစ်ကျော်သိန်းနဲ့အတူပူးပေါင်းပြီးတော့မြန်မာနိုင်ငံကိုချစ်တဲ့သူ့ရဲ့စိတ်ထားလေးကိုလည်းဖော်ပြမယ်အထူးအစီအစဉ်တွေတွေ့ဆုံပွဲတွေနဲ့အလူတန်းပွဲတွေကိုခန်းခန်းနာနာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကိုကြည့်ရင်တော့ဂျိုရှွာဘန်တယောက်သူ့ရဲ့မိခင်မြန်မာနိုင်ငံကိုဘလောက်တောင်လွှမ်းဆွတ်တန်းတာပြီးတော့အရောက်လာခြင်းနေမလဲဆိုတာကိုချင်းစာနားလည်ပေးလို့ရပါတယ်။မြန်မာပြည်ကိုပြန်လာခွင့်မရလို့ဝယ်နေနေရရှာတဲ့ချန်ပီယံလေးကိုယ်တိုင်မလေးရှားထိရောက်လာပြီးတော့ပရိသတ်တွေနဲ့အခုလိုတွေ့ဆုံခွင့်ဖန်တီးပေးတဲ့အတွက်မလေးရှားရောက်မြန်မာပြည်သူတွေကတော့တကယ့်ကိုကံကောင်းပါတယ်။သွေးနဲ့ချွေးနဲ့ရင်ပြီးတော့ရလာတဲ့အောင်မြင်မှုတွေကိုကိုကျိုးအတွက်မသုံးမဲအမိမြေကအတိဒုက္ခရောက်နေတဲ့သူတွေအတွက်ပေးဆက်လူတန်းလိုက်တဲ့ဂျိုရှွာဘန်ကကျိုးဝိုင်းထဲမှာသာမကပြင်ပလောကမှာပါတကယ့်ကိုစစ်မှန်တဲ့ကမ္ဘာချန်ပီယံတယောက်ဖြစ်ကြောင်းသက်သေပြလိုက်တာဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတို့အနေနဲ့လည်းဒီလိုမျိုးချစ်စိတ်ဓာတ်အပြည့်အဝရှိပြီးတော့မုံမြတ်လာတဲ့စိတ်ထားပိုင်ရှင်ဂျိုရှွာဘန်အတွက်ဂုဏ်ပြုမှတ်တမ်းလေးတွေကိုရေးသားပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။